ခင်ဗျအဲ့လောက်ကြီးလေမကြီးစမ်းပါနဲ့ခင်ဗျတက်တိရှိတယ်ဆိုရင်ဒီကောင်နဲ့အရင်ထိုးကြည့်လိုက်အောင်ဟာဒါတွေမင်းအတီပြောနေတာလားဟဲ့မင်းတပည့်အဲ့ဒီအငယ်ဆုံးဆိုတဲ့အကောင်ကလေဟာလက်သီးနဲ့ထိုးစရာမလိုဘူးလက်ညှိုးနဲ့အောက်လို့တောက်လိုက်ရင်ကိုဒီကောင်လစ်တယ်ကောင်ကဒါခင်ဗျကျုပ်တို့ဘက်ကိုတမင်စော်ကားလိုက်တာပဲဟမ်ဒီကောင်အရန်နဲ့ဒေါသထွက်နေပြီနော်ခင်ဗျကိုတက်ချင်နေပြီဒီမှာကျုပ်တော်မှမနေထိန်ထားရတယ်ခင်ဗျအဲ့လောက်တော့မှတက်တိရှိနေတယ်ဆိုလို့ရှိရင်ကြေးတိုးမယ်ဗျာ9သားတစ်စားဘလို့လဲ9စားတစ်စားဟာချင်းလိုက်တာဟဲ့အိမ်နဲ့ရရောက်ကိုလာပြီးတော့ပူစော်လား9စားတစ်စားနဲတယ်ကွာရောက်10စားတစ်စားလုပ်လိုက်စမ်းချတယ်နော်တကယ်ဒီမှာပတ်စံတစ်ခါတည်းပါလာတယ်ခင်ဗျတစ်ခါတည်းထိုးမလားဟာတခါတည်းထိုးမလားတိတ်ထိုးတာပေါ့ကွာတိတ်ထိုးတာဗောအေးအဲ့ကျိုးဝိုင်းနဲ့ရောက်သွားရင်တော့ငါလက်သေးကဘယ်သူမှမညာဘူးနော်မင်းအဲ့အငယ်ဆုံးတပည့်ဆိုတော့ကွာဟာငါလက်ချက်နဲ့တခါတည်းရှိုးသွားတယ်ဟမ်အေးအဲ့ကြရင်တော့မင်းအမှုမလုပ်ပါဘူးဗျာမဆွဲပါဘူးဆိုတော့ခံဝန်ဂရိတော့မင်းလက်မှတ်ထိုးရမယ်အဲ့ဘဲလေရတယ်တိတ်ထိုးပေးတာဗောကြပြောနေကြတယ်ဗျာဒီမှာပတ်စံလာရော့ပတ်စံအေးဟုတ်ပြီဗျာအမှန်ကန်မလားအဲ့ဗရန်တို့ရေအလဲတိုင်းလုပ်လိုက်စမ်းဟာချင်းမြေပြောနေကြတယ်ကဲလာကြဟေးလာကြလာသူပြိတ္တတွေပြိတ္တာဟုတ်လားဟုတ်ပြီစမယ်လာဒီပြောစမယ်โอ้กันเลยเอราซะโอ้လေဟုတ်ကြရတယ်ဟုတ်လားအဲ့ဒါဖိုးလိုက်ချင်ရတယ်အဲ့ဒါဖိုးလိုက်ချသမာဒါပဲလားဟမ်ဒါပဲလားပြောတော့ဆရာကြီးဆိုတီအောင်ထိုးလေပြောတော့ဆရာကြီးဆိုတီအောင်ထိုးလေဦးလေးရဲ့ဖိုးကြဖိုးတီအောင်ဟေးငါးသိန်းဆိုတော့ခင်ဗျားတို့ဘက်က350ပေးရအောင်နော်တို့အဲ့လို